အိမ်မှာပုံမှန်ကပီးနဲ့ဆောတခါတလေဆိုရင်ကြက်ဥကြောထွေလီကာလီတွေမချက်ဘူးနော်လက်ဖက်သုံးတလဲစံစင်ငရုံစာပြေးရှိတယ်ချမ်းမချက်များမွေးထားတယ်လာလဲမဲဆိုရင်ချိန်မရွေးပါအိမ်လေးစာရွာလဲပါအင်းကလက်ဖက်ရည်ဆိုင်နာကကွန်ရဆိုင်နဘေးကလမ်းသွဲတယ်အကွေလို့ဝင်ခဲ့ပြင်စမားမြောက်အရက်ဆိုင်နဲ့ကဲရက်နှစ်ထပ်အိမ်ကြီးဒါကြောက်တော့နေတဲ့အိမ်ကိုလေအဲလာစေခြင်းဒီအဲညော်နေပါသည်